မင်္ဂလာပါခင်ဗျာစာအုပ်ဆိုင် channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမှာကတော့ဆရာမကျူရေးသားထားတဲ့ဆရာဝန်2ယောက်ဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တင်ဆက်သူကျွန်တော်စောအောင်ပါခင်ဗျာကိုယ်စိတ်နှစ်ပါးဆင်းရဲပင်ပန်းသည့်ဒုက္ခနဲ့ရင်ဆိုင်နေရချိန်တို့တွင်ကျမသည်ဤဘဝသို့ကျမရအောင်ဆွဲချပစ်လိုက်သူမှာကံကြမ္မာသာဖြစ်သည်ဟုကံကြမ္မာကိုနာကြီးစွာဒေါသထွက်ခဲ့ရသည်ကြည်နူးချမ်းမြေ့မှုများဂုဏ်ယူအပ်တတ်မှုများနဲ့ရင်ဆိုင်နေရချိန်တို့တွင်ကျမကိုဤဘဝရအောင်ဆွဲတင်ခဲ့သူမှာမိမိပါလားဟုပျော်ရွှင်စွာကျေးဇူးတင်ခဲ့ရသည်။ဘာပဲဖြစ်ဖြစ်ဆရာဝန်ဘဝသည်ကျမကိုယ်တိုင်မမျှော်လင့်ခဲ့သောဘဝသာဖြစ်သည်။ထို့ကြောင့်လေဆရာဝန်တယောက်ဟာဘလို့စိတ်တက်မျိုးထားရမှာလဲဟုကျမကြိုတင်မလေးကျင့်ခဲ့မိခြင်းဖြစ်ပါသည်။ကျမကစိတ်ကူးရင်တက်သူဆိုတော့သူရဲကောင်းဆရာဝန်ဘဝကိုအားကျခဲ့ဘူးသည်။ဒေါက်တာရိုက်ဇာနှင့်ဒေါက်တာနော်မယ်ဖတ်တွန်းလိုဖြစ်သည်။တို့တော့ကျမအဲ့တလောက်ဆင်းရဲဒုက္ခခံနိုင်မှာမဟုတ်သည်ကိုတော့ကျမသိခဲ့၏အဲ့တလောက်လေကျမမျက်မျက်သူမဟုတ်ပြီဒေါက်တာဘသူလူနာတွေ့ချိန်24နာရီအချိန်ပြည့်အိမ်တိုင်ရာရောက်ကူပေးသည်မှတ်ချက်ခြေကြွားကလုံးဝမယူပါဝတ္ထုတစ်ပုဒ်ထဲမှာဆရာဝန်တယောက်ကိုလည်းအားကြခဲ့ဘူး၏ကျမအဲ့ဒီလောက်တော့မျက်မျက်နိုင်ကောင်းပါရဲ့ဟုကိုထင်ခဲ့လေသည်ကျမဆရာဝန်ဖြစ်လေသောအခါဝတ္ထုတွေကဆရာဝန်လိုဆိုင်းပုတ်မှာတရားဝင်ကျညာအတိပေးခြင်းမရှိပေမဲ့ခြေကြောကမယူမိအောင်ကျမစူးစမ်းအောင်မြင်ခဲ့သည်ကျမဤစည်းကမ်းသို့လာရောက်ကုသလင်လေစေဖို့သည်ဒီမြလူနာအိမ်သို့တွားရောက်ကုလင်လေစေဖို့သည်ကဒီမြဆရာမလေးကသဘောသိကောင်းလာပဲဟုသည်မှတ်ချက်ကိုထက်ခါရခဲ့၏ကျမပျော်ရွှင်ခဲ့ရပါသလားသူတို့ဤချမ်းသာဒုက္ခနှင့်ပီတိကိုကြည်ပြီးကျမကြည်နူးခဲ့ဘူးပါသည်သို့တော့ထိုကြည်နူးမှုကိုကြော်လွန်သောအောင်ကျမကိုဖိစီးလာသည်ဆင်းရဲပင်ပန်းခြင်းတန်ကိုကျမခံခဲ့ရသည်တချို့လူနာတွေကကျမထံသို့မလာကျင်တော့ပေအိယာထဲမှာတက်တာနေရင်ဆရာဝန်ကိုစောင့်လို့တော့လူနာဤဝေဒနာကိုချင်းစာပါသည်ကျမကိုယ်တိုင်လည်းဝေဒနာနဲ့ကင်းခဲ့သူမှမဟုတ်ပဲသို့တော့ကျမကိုအိမ်တိုင်ရောက်ဆေးကုရန်လာခေါ်သူတွေကများလာပြီးဆေးကန်းသို့လာခြင်းသူကနည်းနည်းလာသည်ကလေးလူနာကလေးကအစတန်တမမလူရွယ်လူလက်တွေအလဲအဖိုးကြီးအဖွားကြီးတွေအစုံကျမဖြစ်စေခြင်းဒီကသူတို့ဒီထက်ပို၍စေပညာဆိုင်ရာဘဟုတုတရှိစေလိုသည်စေဝါ၏အကျိုးနှင့်အတူစေဝါ၏အပြစ်ကိုပါသူတို့ကိုတန်တရားရှိစေခြင်းသည်ဆရာဝန်ကိုအိမ်သို့ပင်၍စေကုသသည်ထက်စေကန်းသို့တွားရောက်ကုသသည်ကသူတို့အတွက်ပို၍လုံခြုံစိတ်ချရကြောင်းသူတို့သိစေခြင်းသည်ဆရာဝန်တယောက်စေသစ်တာနှင့်တနိုင်တဲဆောင်လာသောစေဝါများဘလောက်အမျိုးစုံလင်ပြီးများပြားနိုင်မှာမို့လို့လေအသက်ကယ်စီဟုအများကခေါ်သောဆိုကျူကောတက်ပယ်နပလင်းပါနိုင်မှာမို့လေစလိုင်းဟုတိကျသောဂလူးကိုအချိုရည်ပလင်းနှင့်အချိုအငံပလင်းတို့မဟုတ်တစားတက်ပါသောအပြည့်စည်းရည်ပလင်းဘလောက်ပါနိုင်မှာမို့လေလူနာအိမ်မှာစီးထိုးရင်အစင်မသိမ့်၍တစုံတစ်ခုဖြစ်သွားခဲ့ရင်ကျမတို့ဘလောက်ဒုက္ခရောက်လိုက်မလဲပနက်ဆလင်သာမကစထရမိုင်ဇင်ဘာပလက်အညချစင်အန်ဖရွန်စာတီစေဝါများသည်လေရှော့ဖြစ်တတ်ကြောင်းအသက်အန္တရာယ်ထိပါနိုင်ကြောင်းတခါတရံအန်ဒရီနယ်လင်ဘာမီတွန်လောက်နဲ့မရပဲချိုငန်အငန်အဖြစ်စေးရည်များအမြန်သွင်းပြီးမှအသက်ကယ်နိုင်ကြောင်းသူတို့ဘာမှမသိပေမသိသောအခါသူတို့မကြောက်တတ်ပေတခါတော့ကကျမအန်ချစင်ထိုးပေးသောလူနာတယောက်ရှော့ရသွားခဲ့ဘူးပါသည်ကျမဤတငယ်ချင်းတယောက်အန်ချစင်ရှော့ကြုံမှုကြောင့်တက်ဆင့်စကားတက်ဆင့်နာဖြင့်အန်ချစင်ထိုးပေးသည့်အခါလူနာနာကျင်မှုမရှိအောင်ဟု၍စေတနာကလွန်ကဲနေသဖြင့်အန်ချစင်ကိုတင်ပါမှအသားစေးဖြင့်ထိုးပေးလင်အလွန်နာသောကြောင့်မိုးရေနေစားသူယောဂသွေးပြန်ကြောတဲ့သို့အလွန်နှေးကွေးချိန်ဆစွာကျမထိုးပေးခဲ့လိရှိပါသည်မိုးရေကိုရောရခြင်းမှာစေးပြစ်မှုကျဲစေရန်ပြင်းအားကိုနည်းသွားစေရန်ရည်ရွယ်ချက်ဖြစ်သည်နောက်ပိုင်းအန်ချစင်၏အန်ရီကိုသိလာပြီးသည့်နောက်ထိုးနေကြလူနာမဟုတ်ပဲတခါတရံမှထိုးစေးကိုတုံးရသည့်လူနာများအားအကျော်စေးထိုးဖို့အလွန်လက်တွန့်ပါသည်ထို့ကြောင့်နာကျင်မှုကြောင့်တွေးဆုံမိအန်တရဲ့ကိုသာရွေးချယ်ယူလျက်အကျော်တဲ့သို့တွင်းရင်းလာရမည်အလွန်ဖြစ်နိုင်ခြင်းနေပါသောအသက်ဆုံးပါမှုကိုဘေးဘယ်ရှောင်ကျင်ခဲ့ပါသည်ထိုနေ့ကလည်းလူနာသည်အနက်ကျစင်မကြာခဏထိုးနေကြလူနာမဟုတ်တခါတော့ထိုးပေးဘူးသည်ဟုကျမထင်နေသည်ပနက်စလင်ထိုးစေတဲ့သလားဟုမေးလင်တဲမတက်ဖြေနိုင်ပြီးမေကွန်းသည်လည်းအတိတ်ပဲရှိသောမေကွန်းဖြစ်သည်သို့တော့အနက်ကျစင်တဲ့သလားဟုမေးလင်မေကွန်းကိုလူနာကလည်းဖြစ်တတ်မည်မဟုတ်မေးသည့်ဆရာဝန်ကလည်းကြောင်တောင်သို့ပြင်ခက်ချာဆရာဝန်အဖြစ်အတိတ်ပဲတက်ရောက်သွားနိုင်လေသည်လူနာသည်အဖျားဒီဂရီ104ဖြစ်နေသည်တကူလုံးနာကျင်ကြိုက်ခဲနေသည်
သမင်းမစားတာ2ရက်ရှိပြီဟုသောအချက်ကိုတော့ခပ်ပေါ့ပေါ့တွေးလိုက်၏တွေးပြီးအားထိုင်းကြည့်တော့နှလုံးညစ်စဉ်တွေးပြီးအား100နှလုံးပြန်ရော့စဉ်တွေးပြီးအား80โอเคကျမသည်အနက်ကျစင်ထိုးစီထိုးရန်ရွေးချယ်လိုက်၏သို့တော့လူနာမျိုးသမီးကနည်းနည်းပိန်သည်ကိုလေးချိန်ပေါင်90လောက်ပဲရှိမည်ကော်ဖီနဲ့ဆန်ပြုတ်ကလွဲပြီးအစာမစားတာ2ရက်ရှိပြီဒီတော့ BPI အနက်ကျစင်ကိုစွန့်ပယ်ပြီးတရုတ်ပြည်ပြအနက်ကျစင်ကိုသာတင့်တော်သည်ဟုရွေးလိုက်ပြန်၏ထို့ပြင်2ကုပစင်တီမီတာဆိုရင်တိတ်များလွန်းမည်1ကုပစင်တီမီတာကိုပဲရွေးပြီးထိုးပေးပြီးကိုပူချက်စားစေးတစ်ခုခုတက်ထည့်ပေးမည်လူနာကိုရေအေးနှင့်ရေအေးစို့အဝတ်ခတ်တိုင်းတိုင်းပြပွတ်တိုက်ပေးမည်ကျမသည်လူနာ၏တင်ပါတဲ့သို့အနက်ကျစင်1ကုပစင်တီမီတာထိုးတွင်ပေးလိုက်၏အပြန်နှုတ်ပြီးဒီဘက်ပြန်လက်ပျော်နှင့်အက်ကိုရင်နွေးကတ်ထဲမှစိန်ဆေးနေစဉ်လူနာတန်မှအတန်ခတ်တဲ့ကြားရ၏ဆီယမကျမမျက်လုံးတွေပြလာပြီမြတ်စွာဘုရားကျမရင်ထဲမှာဒိန်ကနဲ့တုန်လှုပ်သွားကတကူလုံးပူထူသွား၏တို့တော့ဟန်ဆောင်ထားသည့်အပြုံးဖြင့်လူနာကိုလှည့်ကြည့်လိုက်ပါသည်လက်ကောက်ဝှက်သွေးသွုံနှုံဆန်းကြည့်တော့ခပ်ပျော့ပျော့ကလေးဟုတ်တော့ဒီလောက်ကလေးချိုးယုံနဲ့မျက်စိပြရတယ်လို့ရှင်တော်တော်ပြောတာပါလားမထနဲ့ခဏလဲနေအောင်ဒါဆေးမတည့်တာမဟုတ်ဘူးနာလို့ဖြစ်တာတို့တော့ကျမစီသူ့နှစ်ဖူးမှချွေးများကိုတစ်ချက်ကြည့်ရင်တွေးပြီးအတိုင်းကရိယာဖြင့်ခတ်တွတ်တွတ်တိုင်းကြည့်သည်တွေးပြီးအားပင်တိုင်း၍မရပါတုံညသို့ရောက်နေပြီဆရာမကျမဘာမှမမြင်ရတော့ဘူးဘာမှမမြင်ရတော့တာဘာမှမကြည့်နဲ့ပေါ့ဒေါခင်ဝင်းရဲ့မျက်စိပိတ်ထားကျမလှုပ်ပေးမှာပါကျမခါဟာဟာရဲ၍သူ့အတွက်လိုအပ်သည့်စေဝါများကိုခတ်တွတ်တွတ်တို့တော့ကြာသီးပြရာမဖြစ်စေပဲတမျိုးပြီးတမျိုးတွင်းပေးရလေသည်ဟိုက်ဒရိုကော်တီဇုန်းနဲ့25ရာခိုင်နှုန်းဂလူးကို့စ်ကိုတွေးကြောတဲ့တွင်းပေးပြီးတော့အခါမှာတော့တွေးပြီးအား40နဲ့20သို့ရောက်သွားပြီတို့တော့အားရကျင်တဲ့ဖွဲ့မဟုတ်ချုံငံအားပစ္စည်းရဲ့ပလင်းကြီးကိုဖောက်၍အကျော်တဲ့သို့ခက်ညံ့ညံ့တွင်းပေးလိုက်ရ၏တဖြည်းဖြည်းပြုံးလာသောလူနာကိုစိတ်ပေါ်ပါစာပြုံးရစကားပြောလိုက်ရပါသည်မှတ်ထားတော်ခင်ဝင်းရေနောက်တစ်ခါနေမကောင်းရင်အစာမစားဘဲမနေနဲ့စေးတံခံနိုင်အောင်မြတ်မြတ်သာစားကြားလာတို့တော့ထို့ဖြစ်သည်အားနေသောလူမမာကအနက်ကျစင်ထိုးစေးဤနာကျင်မှုကိုမခံနိုင်တာလားတို့မဟုတ်တကယ်ကိုထိုလူနာသည်အနက်ကျစင်ထိုးစေးမတည့်တာလားကျွန်မမသိခဲ့ပါထိုနှစ်ခုကိုခွဲခြားသိရန်လူနာအားနောက်တစ်ချိန်စမ်းသပ်ကြည့်ဖို့လဲကျွန်မတတိမရှိခဲ့ပါတစုံတစ်ခုဖြစ်သွားရင်ဆုံးရှုံးရမှာကငွေကြီးမဟုတ်လူတစ်ယောက်ရဲ့အသက်ဖြစ်သည်မဟုတ်လားဒေါခင်ဝင်းရေကျမမဟုတ်တဲ့တခြားဆရာဝန်တယောက်စီမှာဆေးထိုးရတော့မယ်ဆိုရင်ဒီအကြောင်းကလေးကိုမမေ့နဲ့နော်ဒေါခင်ဝင်းဒီဆေးရဲ့တန်ကိုမခံနိုင်ဘူးဆိုတာကြိုတင်ပြောထားသိလားသူချင်းချင်နိုင်အောင်လို့လူနာအိမ်မှာချုံငံပလင်းကြီးတပလင်းထက်မကလိုအပ်သောအဖြစ်များဖြစ်ပွားခဲ့လင်သော၎င်းဥကောင်းပိုင်းနှိပ်၍ချစ်ရင်ပိုင်းနှင့်ထားရမည့်အဖြစ်မျိုးတွင်တည်မရှိခဲ့တော်လင်၎င်းကျမတို့တော်တော်အုံနောက်600လိမ့်မည်ဤအဖြစ်များသည်လူနာအိမ်သို့လာရောက်ကုသရသည့်အတွက်လူနာများမှာတိုက်ရိုက်ကြုံတွေ့ရသည့်ဒုက္ခနှင့်အန္တရာယ်ဖြစ်သည်ထို့ပြင်ဆရာဝန်မှာကြုံတွေ့ရသည့်ဒုက္ခကရှိသေးသည်ကိုယ်ခန္ဓာပင်ပန်းဆင်းရဲခြင်းစိတ်ပူပန်စရာများအဖြစ်ကြုံရလျင်မိမိစေကမ်းမှာထပ်ပို၍စိတ်သောကဖြစ်ရခြင်းစိတ်မလုံခြုံခြင်းကုသရန်ခက်ခဲခြင်းထို့ပြင်အချိန်ကုန်ခြင်းထိရောက်သောဒုက္ခတစ်မျိုးဖြစ်သည်လူနာအိမ်သို့တစ်ခါသွားလျင်အဝေးအနီးလိုက်၍မိနစ်40မှတနာရီခွဲလောက်ထိကြာတတ်သည်ထိုအချိန်သည်လူနာ9ယောက်မှ10ယောက်ထိကုသပေးစီရန်လုံလောက်၏တကယ်တော့ဆရာဝန်၏အချိန်ဆိုသည်မှာကစေကန်းချိန်တော့လူနာ၏အချိန်ပင်ဖြစ်လေသည်လူနာတိုင်းသည်မိမိဝေဒနာကမှပို၍ဆိုးဝါးသည်ဟုထင်ကြစမြဲဖြစ်၏မိမိတို့တန်းစီ၍ထိုင်ဆောင်နေချိန်မှာဆရာဝန်ကဆေးအိတ်ကလေးကန်၍ထွက်သွားမည်ဆိုလျှင်သူတို့မကျေနပ်ကြပေမပြော၍သာအောက်အီးမျိုးသိမ့်နေခဲ့ကြသူများလည်းရှိသည်ဆရာမနော်ကျမတို့စောင့်နေတာကြားလာပြီဖျားလုံးလို့တေတော့မယ်ကျမတို့ကိုအရင်လှုပ်ပေးခဲ့အောင်ဖွင့်ပြောသူကဖွင့်ပြောသည်အရေးကြီးလူနာဆိုလျှင်ဈေးကန်းကလူနာများဤစိတ်တုန်မှုညှူဆူမှုနှင့်သူတို့ခံစားရသောဝေဒနာများကိုပြစ်ပယ်ထားခဲ့ရတာအတွက်လိပ်ပြတတ်နိုင်သေးသည်ဘာမှပြင်းထန်သောဝေဒနာမဟုတ်ပါပဲဆရာဝန်ကိုအင်ခေါ်ပြီးဆေးထိုးစေသောအဖြစ်များဆိုလျင်တော့ကျမပြစ်ပယ်ထားခဲ့ရသောလူနာများဤခံစားမှုနှင့်လဲရန်မထိုက်တန်ဘူးဟုထင်ပါသည်ထိုအခါမျိုးတွင်ကျမသည်လူနာရှင်ကိုမညှူဆူအောင်တော်တော်ထိန်ချုပ်ရ၏အိမ်ပင့်ပြီးစေကူတာမှုခံယူလိုသည့်လူနာများများပြားနေခြင်းမှာဘာကြောင့်လဲကျမဤစေတနာကိုမှားယွင်းစွာကောက်ချက်ချခံလိုက်ရပြီလားဆရာဝန်တယောက်ခြေချားကွာယူခြင်းသည်ဖြစ်တင်ဖြစ်တိုက်သောထုံးစံဖြစ်သလားမိခိုးများနှင့်ချာချာလေးနေသောကျမသည်
တရက်မှာတော့ကျမ၏အတန်းပေါ်တငယ်ချင်းရှိရာတောမြို့ကလေးတို့ခဏရောက်သွားပါသည်ကံကြမ္မာကပြစ်ချ၍မှားယွင်းစွာဆရာဝန်ဘွားတို့ရောက်လာသူတွေဘလောက်များသလဲကျမမသိပါတို့တော့ကျမတငယ်ချင်းသည်လည်းကျမလိုပင်မရည်ရွယ်ပဲဘဝတစ်စစ်ချိုးအဖြစ်ဆရာဝန်ဖြစ်ခဲ့ရသည်ဟုကျမသိသည်သူလည်းကျမလိုပင်ခြားလဲမျောပါလျက်ရှိမည်ဟုကျမထင်ခဲ့ပါသည်တို့တော့ကျမလုံးဝမသိလိုက်သည်မှာသူသည်ပြစ်ချခံရသောဘဝကိုကျင်းနဲ့မျက်နှိုးတက်အောင်ဘဝနှင့်လိုက်ရောညီထွေဖြစ်မိဝိယုံတစ်ခုခြုံလိုက်ပြီဟုသည့်အချက်ဖြစ်သည်သူခြုံလိုက်သောဝိယုံမှာရိုးစင်းစွာပင်ဆရာဝန်စိတ်ဓာတ်နှင့်ဆရာဝန်အကျင့်ဟူသောဝိယုံပင်ဖြစ်ပါသည်ကျမသူစီရောက်သွားသောကာလသည်ဒီဇင်ဘာဖြစ်၍လူနာနေသောကာလဟုကျမတို့ဘဝပေးအတိဖြစ်တည်ထားသောကာလဖြစ်သည်တို့သောသူစိတ်ကမှလူနာတွေပုံနေလေသည်ခြေချောက်ကနှင့်ပတ်သက်၍ကျမသူ့အားရင်ဖွင့်ဆွေးနေတော့သူရေမောပါသည်တင်တင်ဝင်းရဲ့ညင်းကိုငါတို့ကဘဝမှာအနုပညာကိုပဲတွေ့တာတဲ့ပါညာကြွေးကြော်ခဲ့ပြီးအနုပညာသည်စိတ်ဓာတ်နဲ့ဆရာဝန်ဖြစ်လာတဲ့ကောင်တွေမဟုတ်လားဘာကိုကြည့်ကြည့်ရေနဲ့ကြည့်ရဲ့အချင်းကဆွဲနေပြီအုံနောက်နဲ့ကြည့်ဖို့စင်ကျင်ညာနဲ့ကြည့်ဖို့အချင်းကမရခဲ့ဘူးပေါ့ဒါပေမဲ့နေနဲ့ဆိုင်ရင်တော့ငါကအုံနောက်နဲ့စင်ကျင်ညာနဲ့ကြည့်တက်စာပြုတ်နေပြီလို့ပြောရမယ်သူဖော့၍ပြောနေခြင်းသာဖြစ်နေသည်တကယ်တော့သူသည်ကျမလိုရောင်လို့တောင်မဟုတ်စိတ်နှလုံးနူးညံ့တလူလိုကိုချင်းစာစိတ်ဖြစ်တွန်းဆုပ်တလူလိုပြည်သူလူထုနဲ့ကိုတန်းစားတဲ့ညှိယူ၍ပဲရတော့မလို့ဘာလို့အသွေးများဖြစ်ဆရာဝန်မပီသားသူမျိုးမဟုတ်ပေလူနာတွေကိုရင်းနှင်းမကြည့်ပဲစင်ကျင်တိုင်းထွာမှုနဲ့ကြည့်တတ်အောင်နင်းကုန်ငါတင်ပေးမယ်သူလူနာရှင်းချိန်တွင်ကျမဆက်လက်ရက်တည်ရမည်ဘဝအတွက်အပြက်လက်ချပြီးတော့မြမျောလင်းခဲ့တော့လေဤသို့မဟုတ်ထိုစဉ်ကသူဇနီးကျမတငယ်ချင်းဆရာဝန်မလေးကသူ့ထံလိုက်မလာနိုင်သေးသောအချိန်ကာလဖြစ်၍သူ့အိမ်မှာကျမတဲကိုရန်မတင်တော့ကြောင်းကျမတို့ဆုံးဖြတ်လိုက်ကြပြီးသူ့မြို့ကလေးမှာကျောင်းဆရာမအဖြစ်လာရောက်နေထိုင်သောရေနံကျောင်းမှာကျမ၏မိတ်ဆွေမကလေး၏အိမ်မှာတဲခိုရပါသည်ည10 နာရီကြာမှသူ့လူနာတွေရှင်းသွား၏တဖေးဆိုင်မှာခဏထိုင်စကားပြောသည့်အကြောင်းအရာထဲမှာဘာလက်ချာမှမပါငါအခုကြပြတပုတ်မအောင်မရေးရတော့ဘူးနင်းယုံလားသူမေးတော့ကျမခေါင်းညိတ်ပြလိုက်၏သူ့မှာရင်ဖြစ်ခံစားခြင်းဘာမှရှိနိုင်ပါမလဲအဲ့ဒီအတွက်နင်ဘွမ်းမနေဘူးမဟုတ်လားကျမမေးတော့သူရဲ့သည်နင်ငါပေါ်နားလည်မယ်လို့ထင်ခဲ့တာအမှန်တော့အခုမှတော်ခါအောင်မှားမှန်းသိတော့ရဲ့တို့တော့သူဘယ်မျှစိတ်မကောင်းကြောင်းဝမ်းမနေကြောင်းသူမပြောခဲ့ပါနောက်တနေ့မနက်အစောကြီးကျမတို့အိမ်တကားကိုတုံထုံ၍သူလာနှိုးပါသည်တင်းတင်းဝင်းဟေးတင်းတင်းဝင်းဇိမ်ယူလာကြည်လားဟဲ့ရှိတဲ့မှာပဲငါ့ကိုလည်းလာကူစမ်းပါအောင်ဟာညင်တို့ကနေပဲနေနိုင်လို့နေကျမအိတ်ချင်မှုတူဖြစ်သူ့ကိုအော်ဟစ်မိသည်ခဏနေအောင်ဟေးငါအိတ်လိုက်အောင်မယ်နင်းလူနာတွေနင်းရှင်းပါလားတို့တော့မရပါကျမအိတ်ရမှာထားကမျက်နှာကိုကြပြတက်ပြီးသူ့နောက်လိုက်သွားရပါသည်ငါမရှိတော့နင်းကိုဘသူကုလို့တော့ကျမစိတ်တူဖြစ်မေးတော့သူကခက်ဆူဆူမျက်နှာပုတ်ဖြစ်ဘသူမှမကူဘူးပေါ့အေးလေဒါဖြင့်ငါမရှိတယ်လို့ပဲသဘောထားလိုက်ပေါ့ဟာနင်ကမနာလို့ဖြစ်နေတာငါသိတယ်စိတ်ပုတ်စိတ်ယုံနဲ့လာနှိုးတာငါသိတယ်တို့တော့သူ့အိမ်ရှိရောက်တော့ကျမရုတ်တရက်မောပန်းကရင်ဆိုသွားပါသည်အိမ်ရှိမှာချွတ်ထားသောလှဲတွေမနှဲပါလားသူ့စေကံပေးကဧကန်းမှာမဆန့်၍လူနာများသည်အိမ်ရှိကမကြီးပင်အောက်မှာရက်သူရက်ထိုင်သူတိုင်းစုပြုံနေကြပြီဖြစ်သည်ထိခိုက်ထိုင်ရသူများအရှိုးကျိုးသူများလည်းပါဝင်လေသည်ငွေကြိုက်ခံရသည့်လူနာကိုလည်းသူကပဲတာဝန်ယူကုသပေးရသည်မြို့မှာလို့ဈေးရုံနီးသည်မဟုတ်ပဲသူနှစ်ကျမတလဲစီမိဖို့ရဲဝင်၍ကော်ဖီနဲ့မနက်စာစားပြီးလူနာတွေကုလိုက်သည်မှာနေကင်းတနားကြာမှနည်းနည်းရှင်းသွား၏ထိုအချိန်များတွင်သူ့ကိုလူနာရှင်တယောက်ကအိမ်လိုက်၍ကုသရန်လာပင့်လေသည်ဒီမှာလူနာတွေမကုံသေးတာခင်ဗျားတို့လည်းအမြင်ပဲဗျာလူနာကုံမှကျုပ်တို့ထမင်းစားရမှာသမင်းစားပြီးရင်အရေးတကြီးလူနာရောက်မလာရင်ကျုပ်လိုက်ခဲ့မယ်ဟုတ်ပလားဆရာရဲ့လူနာကဗိုက်မတရားနာနေပြီးအန်နေလို့ပါသူလမ်းမလျှောက်နိုင်ဘူးဘဲရွဲ့လေသူကစေးထုတ်ပိုက်တယ်စေးဆုပ်ရင်မေးသည်15နှစ်ဆရာပွေးခေါ်ခဲ့ဟိုမှမြင်လားမင်းညကလေးကကွဲပြဲထားတဲ့တန်ရာကြီးအဲ့ဒီလူနာကိုကျုပ်အမြန်ဆုံးချုပ်ပေးရအောင်မယ်အဲ့ဟာကိုဒီထဲမှာအရေးကြီးဆုံးလူနာကိုပြောတာနော်ဘိုက်နာပြီးအန်နေတဲ့လူနာတယောက်ဟော့ကရင်ပေါ်မှာမှိန်းနေတယ်ကျုပ်ကနစမ်းကြည့်ပြီးအစာအိမ်ပေါက်တာမဟုတ်ဘူးဦးတက်ရောင်တာမဟုတ်ဘူးအစာအိမ်ရောင်တာအေးစစ်ထားလို့ရတယ်ဆိုပြီးခဏစောင့်ခိုင်းထားရတယ်ခင်ဗျားကလေးကိုဒီမြန်ခေါ်ခဲ့ဆေးရုံရောက်ရင်မြန်ကုပေးလို့ရတယ်မစိုးရင်ရရင်တူတက်တာအောင်ဆေးထိုးပြီးခဏစောင့်ခိုင်းလို့ရတယ်ထို့နောက်သူကကျမလက်ထဲသို့ဆေးထိုးပြုံကိုထည့်ပေးလိုက်ပြီးဆေးထိုးခိုင်းပါသည်ကဲအရက်ဖန်ခွက်ပေါ်မှောက်ရက်လေးတဲ့လူနာလာပြုတ်ခင်ဗျားတန်ရဆေးမယ်ကဲဒီတော့ခေါ်ခဲ့မယ်မဟုတ်လား
ကျုပ်ပြောနေတာကျုပ်တို့ရဲ့အချိန်အတွက်ပြောနေတာမဟုတ်ဘူးနော်ဟောဒီကလူနာတွေအတွက်ကင်ပြောစမ်းပါအောင်ကျုပ်စရာအရက်ခွက်ပေါ်မျက်နှာမှောက်ရက်လဲကြအောင်ဘယ်နှခွက်တောက်ခဲ့တာလဲဗျနေ့လယ်2 နာရီလောက်ကြာတော့ကျမအားလူနာအိမ်နဲ့အိမ်တို့တွားကြည့်ရမည်ဟုခေါ်ပါသည်ကျမစိတ်ပါဝင်စားစွာလိုက်သွားမိသည်သူ့မြို့ကလေးသည်ကျင်းမြောင်းတော်လဲကျမတို့မြို့ဤရက်ခွက်တစ်ခုစာမကရှိသည်ဟုဆိုနိုင်ပါသည်သူထီမဆောင်ပါပရမလူနာမှာပေါင်ကျိုးနေသောကာလတော်တော်ကြာပြီဖြစ်သောအဖိုးကြီးတစ်ယောက်ဖြစ်သည်ဝမ်းလျှောပြီးဖျားနေသည်သူကတာမိုမီတာကလေးကိုလူနာရှာအောက်သို့ထားရင်တာမိုမီတာနှင့်ပတ်သက်သည့်သူ၏ရဲစရာဖြစ်တစ်ခုကိုပြောပြနေသည်အဲ့ဒီမနက်ကငါတအားအိတ်ချင်နေတာဟာလူနာတွေကခဏခဏလာနှိုးလို့တညာလုံးအေးအေးပြတ်ထားတဲ့မနက်ပေါ့အဲ့ဒါငါအခုလိုပဲတာမိုမီတာလေးလူနာပါဇက်တက်ထည့်ပြီးအိမ်သာသွားတက်ရင်အိမ်သာထဲမှာအိမ်ငိုက်နေတာကျမနှာခေါင်းရှုပ်၍မျက်စောင်းထိုးတော့သူရဲ့ဤတော်တော်ကြီးကြာမှငါထွက်လာတော့လူနာရှင်ကငါ့ကိုစောင်းလို့ဆရာတဲ့လူနာပါဇက်တဲကအချောင်းလေးထုတ်ရမှာလားတဲ့ဒါနဲ့ငါဥချောင်းချောင်းဖြစ်သွားတာပေါ့ဟာဘယ်အချောင်းတုံးလို့ပြီးတော့ဆရာတက်ပေးခဲ့တာလေးတဲ့ငါကမန်းကနန်းသွားကြည့်တော့လူနာပါဇက်မှာတာမိုမီတာလေးတက်လျက်ဗျာပါဇက်ကလှုပ်စီတန်တရေတွေတောင်ကြာနေပြီတူတဟားဟားရေတော့ကျမပါရော၍ရဲမိသည်ငါတို့စီကလူနာတွေကဘလောက်ရိုးပြီးဘလောက်ချစ်စရာကောင်းတော့နော်တာမိုမီတာကိုဘာမှမသိကြဘူးဟာကျမကိုပြောရင်လူနာအဖိုးကြီးပဲလှည့်ကြည့်သည်အဘကတော့ဒါကိုတာမိုမီတာမှန်းသိပါတယ်နော်ခင်မိတယ်မဟုတ်လားကြိုက်လည်းမပြစ်ဘူးမဟုတ်လားဖိုးကြီးကသူ့ကိုချစ်ခင်စာကြည့်၍ရဲနေ၏ဖိုးကြီးကိုကော်တေးအကျော်စေးဆောင်ထိုးတွင်းပေး၏ဂျင်တာမိုင်စင်ကိုတင်ပန်းမှထိုးပေး၏တက်ထရာဆိုင်ကလင်းနှင့်ဖြူရာဆိုလာတောင်းစားစေးများပေး၏ဆေးဖို့ဘလောက်ကြပါသလဲဆရာဟုမေးတော့သူကမပေးပါနဲ့ဗျာဟုညင်းလေသည်သူဘာကြောင့်ပတ်စံမယူသည်ကိုကျမရိပ်မိပါသည်ဖိုးကြီးသည်ပေါင်ရိုးကျိုးသည့်ဒဏ်ရာဖြင့်အိပ်ရာထဲမှာတက်လုံးနေထိုင်ရတော့မည်လူနာဖြစ်သည်ငွေတော့မဟုတ်စင်ဆွဲတစ်ခုခုဖြင့်ပေါင်ရိုးထဲကိုထိုးသွင်းကာခဲဆွိတ်ကူတရန်ခံနိုင်ရန်လုံလောက်သောပတ်စံမရှိနွမ်းပါလှသောတဲတတ်တာအင်္ဂလိပ်ဤအစဉ်ပြင်းနှင့်အဖိုးကြီးအိတ်နေသောနွမ်းဖက်နေသည့်အိတ်ရခင်ဆောင်တို့ကို၎င်းစပွဲဝိုင်းပူလေးပေါ်ကသမင်းရင်ပကံများကိုတော့၎င်းအကဲခရလင်နေ့စဉ်ထမင်းစားနေရသည်မှာပင်သူတို့အတွက်ကံကြီးပေလို့ဟုယူဆရတော်မူနောက်လူနာတစ်ယောက်မှာနှလန်းကျော်အင်ကြီးတဲ့အိမ်မှာခဝဝမျိုးသမီးတစ်ယောက်ဖြစ်၏ဖြစ်သောယောဂါမှာအဖိုးကြီးနှင့်တူတူပဲဖြစ်သည်အမလီတော်ဖုံးဆုံရင်စိန်ကြားလာကြည်လားဗျအဖျားကလေ100လောက်နဲ့ကိုကျုပ်ကိုခေါ်ရသလားကျုပ်လူနာဘယ်နှယောက်ပစ်ထားခဲ့ရတယ်ထင်လေသူကတာမိုမီတာကိုမြောက်ကြည့်ရင်ခါပြစ်ရင်ရေမော၍အပြစ်ဆိုသည်ဆရာရဲ့ကျေးဇူးကြီးလာပါတယ်ကျမမူးလွန်းလို့ပါဆရာဟိုဘက်ဒီဘက်ကိုမစောင်းနိုင်ဘူးဆရာရဲ့သူကတွေးဖိအားတိုင်းရင်ပြုံးနေသည်အေးပေါ့ဗျာဝက်ဖြစ်မှာတော့ဘာကုန်းမှမကြောက်တဲ့ဘူးဆိုလားစကပုံရှိတယ်မဟုတ်လားဗျကျုပ်လဲဆရာဝန်ဖြစ်မှာတော့ဘယ်ငင်းရက်ပါမလဲဗျာနော်ဒါတွေနဲ့ပဲခံနေရတဲ့ဘဝပဲပြို့မမေကတအားပြောတာပဲဆရာရဲ့ခြေကြောက်ကများများယူပစ်လိုက်လူပြုတ်ပေါက်ရွယ်သားကသူ့ကိုဝင်ပြောတော့အမျိုးကြီးကမျက်နှာရှုံမဲ့၍ရဲနေလေသည်အမလီကျေးဇူးရှင်တဲ့တော့ပါလားအမေဘက်ကလိုက်ပြောဖို့တော့မရဘူးတော့မင်းမေချမ်းသာလို့တော့ငါခြေကြောက်ကယူလိုက်မယ်ဆိုရင်မင်းမေနောက်ထပ်ငါ့ကိုခေါ်มาတော့မဟုတ်ဘူးဟုတ်တယ်မဟုတ်လားအန်ဒီဘုတ်မလုပ်ပါနဲ့စောစောရဒီကိုလာရတာငါအတွက်အညောင်းညာလဲပြေတယ်ကွာတနေ့ကုန်တမတ်တက်နဲ့လူနာတွေဝိုင်းခံနေရတဲ့အဖြစ်အခုလိုလူနာအိမ်လိုက်ရတော့ပြောင်းလဲဖြစ်တာပေါ့သူကလူနာကိုနှစ်သိမ့်စကားများပြောပြီးရဲမောရင်စေးကုလေသည်ကော်တီအကျော်စေးမျိုးစုံနှင့်ဂျင်တာမိုင်စင်ကိုပဲသူ့ထိုးပေးသည်ကြားတင်သည့်စေးဖို့ကိုတော့တိကျပြတ်သားစွာယူခဲ့လေသည်လူနာကလည်းသူ့ကိုကျေးဇူးတင်၍မဆုံးတော့ပြီအပြန်လန်းမှာကျမသူ့ကိုမေးမိ၏တရားသူကြီးတွေရဲ့ကိုကျင်တရားနဲ့ပတ်သက်လို့ကြောသားရင်သားဆိုတဲ့စကားလုံးကိုသိချင်သားတယ်နော်တို့ဆရာဝန်တွေရဲ့ဂယုဏနဲ့ပတ်သက်လို့ကောအဲ့ဒီကြောသားရင်သားဆိုတာရှိသလားမသိဘူးသူကပြတ်သွားစွာဖြေ၏မရှိဘူးတို့ဆရာဝန်တွေရဲ့အလုပ်ကလူနာကိုတက်တာအောင်ကူပေးတဲ့အမျိုးအစားတစ်ခုတည်းရှိတာကိုထောင်ချတာတို့လွတ်တာတို့ဆိုတဲ့ကွဲပြားခြားနားချက်မှမရှိတာအိမ်ပြန်ရောက်ခံပြီးတော့သူစကားထက်ဆက်ပါသည်ငါသဘောပေါက်တဲ့လောက်ပြောရရင်တော့တရားသူကြီးတယောက်မှလိုအပ်တဲ့အရေးချင်းတွေနဲ့ဆရာဝန်တယောက်မှလိုတဲ့အရေးချင်းတွေကအတူတူပဲဟာသူတို့ကင်တွယ်ရတဲ့လူတွေရဲ့အနေထားကသာကွာသွားတာအဲ့ဒီအနေထားရတို့ရဲ့ဦးစားပေးတွေမှသာကာသွားတာဖြစ်ရမယ်တရားသူကြီးအလုံးမှာကတာသူညီများဆိုတဲ့တန်းကြီးမှုကပထမဆုံးလိုအပ်ချက်ဂယုဏကဒုတိယလိုအပ်ချက်ဖြစ်လိမ့်မယ်တို့အလုတ်ကဂယုဏကပထမလိုအပ်ချက်ဖြစ်မယ်တာသူညီများတန်းကြီးမှုကတော့ဒုတိယဖြစ်လိမ့်မယ်သူသည်ကျမနားလေအောင်ရှင်းပြဖို့အကြာကြီးစူးစမ်းနေပြီးနောက်ရဲစရာပြောကလက်လျှော့လိုက်၏သွားပြီငါဘယ်လိုရှင်းပြရမလဲမသိတော့တရားသူကြီးမျက်စိနဲ့ဆရာဝန်မျက်စိနဲ့တော့တူဖို့မလိုဘူးထင်တယ်ဟာ
ထို့နောက်သူခေါင်းတစ်ချက်ကုတ်လိုက်သည်ဒါနဲ့နင်းစေးကန်းကိုဖုံးကြီးရေးစေးလာကူတဲ့ကနင်ဘယ်လိုလုပ်လဲသူကမေး၏ငါဖုံးကြီးတွေနဲ့တီလာရှင်တွေကိုစေးဖို့မယူဘဲလှူတယ်လေအဋိဌံလည်းပြုတ်ထားတယ်အေးဟုတ်ပြီဒါဖြစ်အဲ့ဒါဘာပြုလို့လဲကုတို့ရအောင်လို့မဖြစ်နဲ့နော်တင်တဲဝင်ကုတို့ဆိုတဲ့စကားရဲ့အတိတ်နက်ကိုနင်ကငါထပ်ပိုသိပါတယ်သူကကျမကိုမယုံသင်္ကာပြစောင့်ကြည့်ရင်မေးတော့ကျမရေမောရင်အမှန်တိုင်းဖြစ်ရန်ဆုံးဖြတ်လိုက်သည်အေးပါဟာကုသိုလ်တို့ကြီးညိုမှုတို့ဆိုတဲ့စကားတွေပြောရတာလွယ်သလောက်လှိုက်လိုက်လဲလဲခံစားဖို့ကတော်တော်မဖြစ်နိုင်တာဟာဒီလိုထင်တယ်ဖုန်ကြီးတွေမယ်တီလာရှင်တွေကစီးပွားရှာတဲ့လူသားတွေမဟုတ်ဘူးလာလူသမျှကိုပဲရောက်ရဲဖို့ကြိုးစားနေတဲ့လူမျိုးစားလေနောက်ပြီးဖုန်ကြီးဝတ်နီတွေထဲမှာငွေကိုင်းတာဟာအပြစ်တစ်ခုပဲဆိုတာလဲငါသိထားတယ်ဒီတော့အဲ့ဒါတွေကြောက်ဖို့ဟာရောက်ရဲဖို့ကြိုးစားနေတဲ့လူမျိုးစားကိုဓာတ်ထပ်ပို့ပြီးရောက်ရဲစိတ်ရှိစေခြင်းလို့ဘာအတွက်မှတောကလောဘတွေမတွေ့ညှိစေခြင်းလို့အဲ့ဒါကြောက်ပဲပေါ့သူတို့စီကငွေကိုမယူသင့်ဘူးလို့ငါထင်တယ်လေသူရေမောမြည်ဦးထင်တော့လည်းမရေပါသူအိမ်ရှိရောက်တော့အခါအိမ်ထဲမှာနောက်ထပ်လူနာနှစ်ယောက်စောင့်နေသည်ကိုမြင်ရသည်သူကကျမကိုကြည့်ရမှမျက်နှာလွှဲ၍ခတ်တိုးတိုးမေးသည်အဲ့ဒီဆုံးဖြတ်ချက်ကိုညရင်နဲ့ဆုံးဖြတ်တာလားအုံနောက်ညံနဲ့ဆုံးဖြတ်တာလားမထင်မှတ်တော့မေးခွန်းကြောင့်ကျမစဝေးစဝါဖြစ်သွား၏မသိဘူးအုံနောက်စင်ချင်ညာနဲ့ပေါ့ဟဲ့သူကလီတစ်ချက်ချုံ၍ခေါင်းဆက်သည်အေးအဲ့ဒါလိုရင်းပဲနင်မနေ့ကမေးတဲ့ချီကြွားကဆိုတာကိုအဲ့ဒီစင်ချင်ညာနဲ့ပဲဖြည့်ရှင်းလိုက်ပေါ့ကွာသူကအိမ်ထဲမဝင်မီစကားတစ်ခုံပြောသေး၏တန်ဖိုးဆိုတာအမျိုးမျိုးပဲဟာအချိန်ရဲ့တန်ဖိုးလူရဲ့တန်ဖိုးစေဝါရဲ့တန်ဖိုးပညာရဲ့တန်ဖိုးအဲ့ဒါတွေပေါ့တချို့အရာတွေကြတော့တန်ဖိုးသတ်မှတ်လို့ခတ်တယ်ကွာအုံနောက်နဲ့စင်ချင်ညာလိုတယ်အဲ့ဒီလိုပဲတန်ဖိုးရှိပြီးအဲ့တန်ဖိုးကိုမသိနားမလဲတဲ့လူတွေကိုလည်းစင်ချင်ညာနဲ့ခွဲခြားသိတတ်လာအောင်လိမ့်လိမ့်မမာလေးသင်ပေးဖို့လိုတယ်ငါစကားပြောတော်တော်ညံ့နေနော်ငါဆိုလိုချင်တာကနင်သဘောမပေါက်ဘူးမဟုတ်လားကျမစိတ်လက်ပေါ့ပါဆိုရင်မောရင်ခေါင်းခါရမ်းလိုက်ပါသည်ကျမဖြည့်ရှင်းရန်ကတ်ခဲနေတဲ့ပြဿနာတစ်ရက်ကိုအလွဲတကူသူဖြည့်ရှင်းပြခဲ့ပြီးပြီဟုသူကိုယ်တိုင်လည်းရိပ်မိပါလိမ့်မည်ဆရာဝန်နှစ်ယောက်ဂျူတွဲနဲ့အမှတ်၄1996ဇန်နဝါရီလနှင်းစီမဂဇင်းဂျူဤဆရာဝန်နှစ်ယောက်ဝတ္ထုတိုကိုဤတွင်ပြီးပါပြီနားဆင်ပေးသူရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးစိတ်ချမ်းသာကိုချမ်းသာကြပါစေကိုချမ်းသာစိတ်ချမ်းသာကြပါစေခင်ဗျာတင်ဆက်သူကျွန်တော်စောအောင်ဖြစ်ပါတယ်